လျှက်စစ်မော်တာအစုပ်လွတ်ပုံတင်းရင်ပတ်ဝန်းကျင်ကိုကြည့်လိုက်မှဆိုရင်ကလေးကစားစရာတွေစပွေးတင်ပန်ကာတွေတွားတိုက်တန်တွေသပင်6ခန့်ဆက်တွေလိုစာမျိုးလျှက်စစ်မော်တာပါတဲ့ပစ္စည်းအများကြီးကိုတွေ့ရပါလိမ့်မယ်ဒါပေမဲ့လျှက်စစ်မော်တာကဘလို့လုပ်တာလဲတင်ခလဖလိုက်တာနဲ့ဘလို့ပဲဖြစ်သူကလဲပါတော့တယ်ဘာကြောင့်လဲဒီဗီဒီယိုမှာတော့လျှက်စစ်နဲ့တန်လက်ရဲ့အခြေခံအကြောင်းတွေကိုအရင်ပြောပြပြီးမော်တာကဘလို့လုပ်တယ်ဆိုတာနားလည်စေဖို့အကုန်လုံးကိုပေါင်းစပ်ပြီးရှင်းပြပါမယ်လျှက်စစ်ပတ်လန်ဆိုတာနဲ့စလိုက်ရအောင်တင်းမှာဘက်ထရီဝိုင်ယာကြိုးအချို့နဲ့မီဒီလိုမျိုးလျှက်စစ်သွင်းပစ္စည်းတစ်ခုရှိပါတယ်လျှက်စစ်ကပတ်လန်တစ်ရှုပ်စီစဉ်ပါတယ်ဒါပေမဲ့ဝိုင်ယာကြိုးတစ်ခုပြတ်တောက်သွားတာနဲ့လျှက်စစ်စီစဉ်မှုရပ်သွားပြီးမီဒီကလည်းပိတ်သွားပါတယ်ပတ်လန်လှုပ်ဖြစ်တော့လမ်းကြောင်းကပြီးဆုံးနေရပါမယ်ဒါကိုခလုတ်ကိုအသုံးပြုပြီးအကောင်းဆုံးလှုပ်ဆောင်နိုင်ပါတယ်လျှက်စစ်ကဝိုင်ယာကြိုးတစ်ချောင်းစီစဉ်နေပါတယ်ဒါကို conventional flow လို့ခေါ်ပါတယ်ဘက်ထရီကိုဖြုတ်ပြီးပြောင်းပြန်လှည့်လိုက်ရင်လျှက်စီကြောင်းကတခြားတစ်ခါပိုစီးဆင်းသွားပါလိမ့်မယ်။မီဒီကတော့ဘလို့ပဲဖြစ်အလုံးလုံးနေရုံမှာပါ။ဒါပေမဲ့လျှက်စီကြောင်းဘယ်ဘက်ကိုစီးဆင်းတယ်လဲဆိုတာပေါ်မူတည်ပြီးကိုယ်ဖျောက်စာအလုံးလုံးတဲ့ပစ္စည်းအချို့လည်းရှိပါတယ်။ဒါကတော့ပတ်လန့်ရဲ့အခြေခံတွေပါ။တန်လိုက်များဒါကတော့တန်လိုက်ပါ။သူ့မှာမြောက်ဝင်ရိုးစွန်းနဲ့တာဝန်ရိုးစွန်းရှိပါတယ်။သူကစက်ကူညပ်လိုမျိုးတခြားတတုပစ္စည်းတွေကိုဆွဲပါတယ်။တန်လိုက်နောက်တစ်ခုကိုတူနာယူလာရင်စန့်ကျင်ဘက်ဝင်ရိုးစွန်းတွေကဆွဲငင်ပြီးတူညီရဲ့ဝင်ရိုးစွန်းတွေကတုံးကန့်ပါတယ်။တန်လိုက်တွေကဒီပုံစံနဲ့ဖြစ်နေစရာမလိုပါဘူး။ဥပမာတန်လိုက်ချိုးကဒီလိုမျိုးပြားချဖြစ်နေနိုင်ပါတယ်။ဒီတန်လိုက်ကအမြဲတမ်းပွင့်နေတယ်။အမြဲတမ်းအလုံးလုံးနေတယ်။ပိတ်လို့မရဘူးလို့ယူဆနိုင်ပါတယ်။ဒါကြောင့်သူတို့ကိုအမြဲတမ်းတန်လိုက်လို့တစ်ခါတည်းကြခေါ်ပါတယ်။အမြဲတမ်းတန်လိုက်တစ်ခုရဲ့အလဲမှာအပေါက်ဖောက်တီလဲနိုင်တဲ့အရာတစ်ခုပေါ်မှာတင်လိုက်ရအောင်။အခုတန်လိုက်နောက်တစ်ခုကိုတူနိုင်လာပါ။လဲနေတဲ့တန်လိုက်ကစန့်ကျင်မဲ့ဝင်ရိုးစွန်းဒီနီးကပ်စွာရှိနေတဲ့အထိချင်းတန်းစီသွားပါလိမ့်မယ်။အခုဘေးကတန်လိုက်ကိုပြောင်းလိုက်ပါ။တူညီတဲ့ဝင်ရိုးစွန်းတွေကတွန်းကန်ပြီးစန့်ကျင်မဲ့ဝင်ရိုးစွန်းတွေကဆွဲငင်ပါတယ်။ဒီဘေးကတန်လိုက်တွေကိုကျွန်တော်တို့ဆက်တိုက်ပြောင်းပေးနေမယ်ဆိုရင်လဲနေတဲ့တန်လိုက်ကဆက်ပြီးလဲနေပါလိမ့်မယ်။ဒီလဲနေတဲ့တန်လိုက်ရဲ့သဘောတရားကတကယ်လို့အရေးကြီးပါတယ်။ခဏနေချင်းသူ့စီကိုပြန်လာပါမယ်။လျှက်စစ်တန်လိုက်ဒီမှာတထုဘော့တစ်ခုရှိပါတယ်။သူကတန်လိုက်မဟုတ်ပါဘူး။သူကတန်လိုက်ဒိုမိုင်းတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပေမဲ့သူတို့ကဂျပန် random ဥတီထဲတွေစီကိုညွန်ပြနေပါတယ်။အခုဝါယာဂျိုးတစ်ခုကိုယူပြီးအကြိမ်များစွာပတ်လိုက်ပါ။ပြီးရင်ပတ်လန်းတစ်ခုဖန်တီးပါ။ဝါယာဂျိုးတွေထဲကလျှက်စစ်စီးကြောင်းကအတန်လိုက်ဒိုမိန်းတွေကိုတန်းစီစေပါတယ်။ဆိုလိုတာကကျွန်တော်တို့တန်လိုက်တစ်ခုဒါမှမဟုတ်ပိုတိကျစွာပြောရရင်လျှက်စစ်တန်လိုက်တစ်ခုကိုဖန်တီးရိုက်တာပါတယ်။သူကအမြဲတမ်းတန်လိုက်လုံနိုင်တဲ့အရာတွေကိုလုံနိုင်ပါတယ်။သူကတတုအပိုင်းစားတွေကိုဆွဲနိုင်ပြီးမြောက်ဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းရှိပါတယ်။ဒါကတခြားတန်လိုက်တွေကိုဆွဲခြင်းသို့မဟုတ်တွန်းခံခြင်းတွေလုပ်ပါလိမ့်မယ်။ဒါပေမဲ့လျှက်စစ်တန်လိုက်ကမီးသီးလိုပဲဖွင့်ပိတ်လုံနိုင်တဲ့အတွက်ထူးခြားပါတယ်။အမြဲတမ်းတန်လိုက်ကတော့ဒီလိုလုပ်လို့မရပါဘူး။အခုဘက်ထရီကိုပြောင်းပြန်လှည့်လိုက်တဲ့အခါဘာဖြစ်မလဲဆိုတာကြည့်ရအောင်။လျှက်စစ်စီးကြောင်းကဒီလိုစီးဆင်းနေခဲ့ပြီးအခုတော့တခြားတစ်ဖက်ကိုစီးဆင်းသွားပါပြီ။ဒါကကျွန်တော်တို့ရဲ့တန်လိုက်ပေါ်ကဝင်ရိုးစွန်းတွေကိုနေရာပြောင်းသွားစေပါလိမ့်မယ်။မြောက်ကတောင်ဖြစ်သွားပြီးတောင်ကမြောက်ဖြစ်သွားပါလိမ့်မယ်။ဒါကိုလှဲစစ်တန်းလိုက်ရဲ့ဝင်ရိုးစွန်းပြောင်းပြန်လန့်ကျန်းလို့ခေါ်ပါပဲ။ဘက်ထရီကိုပြောင်းပြန်လှည့်လိုက်တာထက်ပိုလွယ်ရဲ့နီးကဝါယာကြိုးတွေကိုပြောင်းပြန်လှည့်လိုက်ကိုပါပဲ။လျှက်စစ်တန်းလိုက်ကခဏလောက်ဖွင့်ထားရင်တော်တော်လေးပူလာနိုင်တယ်ဆိုတာကိုသတိထားသင့်ပါတယ်။မော်တာရဲ့အခြေခံများကိုတဆင့်သွားရအောင်။မော်တာရဲ့အခြေခံများကျွန်တော်တို့ရဲ့လဲနေတဲ့တန်းလိုက်စီပြန်သွားရအောင်။ဒီတစ်ခါလဲနေတဲ့တန်းလိုက်နေရာမှာကျွန်တော်တို့ရဲ့လျှက်စစ်တန်းလိုက်ကိုအစားထုတ်လိုက်ပါမယ်။ဝါယာကြိုးတွေကိုချေဆက်လိုက်တာနဲ့တန်းလိုက်ကပွက်နီးဘေးကတန်းလိုက်ငါတန်းစီထော်ပါလိမ့်မယ်။ဝါယာကြိုးတွေကိုပြောင်းပြန်လှည့်ပြီးလျှက်စစ်တန်းလိုက်ပေါ်ကဝင်ရိုးစွန်းတွေကိုပြောင်းပြန်လန့်လိုက်ပါ။ထူညီတဲ့ဝင်ရိုးစွန်းတွေကတွန်းကန်ပြီးစန့်ကျင်ဘဝင်ရိုးစွန်းတွေကဆွဲငင်ပါတယ်။အခုဝင်ရိုးစွန်းကိုနောက်တစ်ကြိမ်ပြောင်းပြန်လန့်လိုက်ပါ။ထူညီတဲ့ဝင်ရိုးစွန်းတွေတွန်းကန်ပြီးစန့်ကျင်ဘဝင်ရိုးစွန်းတွေဆွဲငင်ပါတယ်။ကျွန်တော်တို့ကဝင်ရိုးစွန်းကိုဆက်တိုက်ပြောင်းပြန်လန့်နေမယ်ဆိုရင်လျှက်စစ်တန်းလိုက်ကဆက်ပြီးလဲနေပါလိမ့်မယ်။ဒါကိုပို့ပြီးအားကောင်းလာအောင်ဘေးဘက်မှာအမြဲတမ်းတန်းလိုက်နောက်တစ်ခုထည့်လိုက်ရအောင်ဒီဘက်မှာအလဲကိုတောင်ဝင်ရိုးစွန်းမျက်နှာမူနေပြီးဒီဘက်မှာမြောက်ဝင်ရိုးစွန်းမျက်နှာမူနေတာကိုသတိထားပါဘေးကတန်းလိုက်တွေကအလဲကတန်းလိုက်ကိုလှည့်ပတ်စေဖို့အတူတကွအလုပ်လုပ်ပါတယ်ဒါကလျှက်စစ်မော်တာရဲ့အခြေခံအစုံပုံစံကိုပြသနေပါတယ်ဒါပေမဲ့တိုးတက်အောင်လုပ်ဆက်အချုပ်လိုပါသေးတယ်ဘေးကအမြဲတမ်းတန်းလိုက်နှစ်ခုကိုပို့ပြီးအားကောင်းတဲ့ကွေးနေတဲ့တန်းလိုက်တွေနဲ့အစားထိုးနိုင်ပါတယ်ပြီးတော့ဝါယာကြိုးပါတဲ့ board အစားတတ်တူကွန်တစ်ခုကိုအသုံးပြုပါမယ်။ဒါကို armature လို့ခေါ်ပါတယ်။ commutator နဲ့ brush များကျွန်တော်တို့ရဲ့ wire ကြိုးတွေကိုချိတ်ဆက်လိုက်ရင်ပတ်လန်းတစ်ခုပြန်ရပါပြီ။ဒီတစ်ခါတော့လျှက်စစ်တန်းလိုက်ကို
ဒီလိုပြားချက်ပုံစံနဲ့တာဝန်ယူဆုံးကအပေါ်ကိုညွန်ပြနေတယ်လို့ယူဆနေပါတယ် အခုအာမီချာဟာစန့်ကျင်ဘက်ဝင်ယူစွန်းတွေတန်းစီတဲ့အထိလဲပါလိမ့်မယ်ကျွန်တော်တို့အခင်ကလုတ်ခဲ့တယ်လို့ပဲဝါယာကြိုးတွေကိုပြောင်းပြီးလဲနေအောင်လုပ်နိုင်ပါတယ်ဒါပေမဲ့ဒီဝါယာကြိုးတွေကိုလက်နဲ့ဖြောင်းပေးနေရတာကတကယ်ကိုအလုံးများပါတယ်ဒါကြောင့်အာမီချာမှာကွန်မူတေတာလုတ်ခေါ်တဲ့အရာတခုထည့်ရပါမယ်သူကစန့်ကျင်ဘက်မှာအကွာအဝေးရှိတဲ့ green တစ်ခုပါကွန်မူတေတာကအာမီချာနဲ့အတူလဲပါလိမ့်မယ်အခုကျွန်တော်တို့ပတ်လတ်ကိုဘေးက brush နှစ်ခုနဲ့ချိတ်ဆက်လိုက်ရအောင်ဒီ brush တွေကကွန်မူတေတာလဲသွားတဲ့အမျှလိုက်ပြီးရှော့သွားပါလိမ့်မယ်သူတို့ကကွန်မူတေတာနဲ့အမြဲထိထိနေအောင် spray နဲ့သက်ဆင်ထားပါတယ်လျှက်စစ်တီကဝါယာကြိုးကနေ brush ကွန်မူတေတာ green အာမီချာ green ကနေဆင်ပြီးပြောင်းပြီးတခြားတစ်ဖက်ကိုစီးဆင်းပါတယ်အခုကျွန်တော်တို့မှလျှက်စစ်တန်းလိုက်ရှူပြီးအာမီချာကလည်းလဲပါပြီဒီတစ်ခါလဲလာတဲ့အခါ brush တွေကကွန်မူတေတာ green ရဲ့တခြားတစ်ဖက်ကိုထိတွေ့မှုပြောင်းသွားပါလိမ့်မယ် brush နှစ်ခုလုံးမှာဒီလိုဖြစ်နေပါတယ်မပြောင်းခင်ကအာမီချာတွေကလျှက်စစ်တီကဒီလိုစီးဆင်းနေပါတယ် brush တွေနေရာပြောင်းသွားတဲ့နောက်မှာလျှက်စစ်တီကတခြားတစ်ဖက်ကိုစီးဆင်းပါလိမ့်မယ်ဒါကလျှက်စစ်တန်းလိုက်ရဲ့ဝင်ရိုးစွန့်ကိုပြောင်းသွားစေပြီးအာမီချာကိုဆက်ပြီးလဲနေအောင်လုပ်ပါလိမ့်မယ်ဒီကွန်ပျူတာကွင်းကကျွန်တော်တို့အကင်းကလုတ်ခဲ့တယ်လို့ပဲဝါယာကြိုးတွေကိုပြောင်းပေးတဲ့အလုပ်ကိုသူ့ဘာသူလောက်သွားပါလိမ့်မယ်ဘက်ထရီနဲ့ချိတ်ထားတဲ့အောင်သူကဆက်လဲနေပါလိမ့်မယ်ဘက်ထရီကိုဖြုတ်လိုက်တာနဲ့လျှက်စစ်တန်းလိုက်မရှိတော့ပဲလဲလာရက်သွားပါလိမ့်မယ်မော်တာရဲ့အားတော့ကိုမြင့်တင်ခြင်းအခုဒီတော့ကျွန်တော်တို့အာမီချာမှာကွင်းတစ်ခုမဲ့အတုံးပြုတ်ခဲ့ပါတယ်ဒါကမော်တာရဲ့အရှင်ကိုမမှန်စေပါဘူးတကယ်တော့ brush တွေဟာ commutator အပိုင်းတွေကြားမှာတဝက်တစ်ပြက်နေရာမှာရပ်သွားနိုင်ပါတယ်ကျွန်တော်တို့ commutator ကွင်းကိုခွဲပြီးကွင်းနောက်တစ်ခုထပ်ထည့်နိုင်ပါတယ်ပထမဦးစွာ brush တွေဟာဒီ commutator အပိုင်းတွေနဲ့ထိတွေ့နေတဲ့အတွက်ဒီလျှက်စီတန်လိုက်ကပွင့်သွားပြီးလေပတ်ဖို့စတင်ပါလိမ့်မယ်ဒီနေရာကိုရောက်တာနဲ့ brush တွေက not commutator အပိုင်းအစနဲ့ထိတွေ့မှုပြောင်းသွားပါလိမ့်မယ်ဆိုလိုတာကဒီကွင်းကပိတ်သွားပြီး not ကွင်းကပွင့်သွားပါလိမ့်မယ်အခုဒီလျှက်စစ်တန်လိုက်ကလဲတင်နေပါပြီ brush တွေထိတွေ့မှုပြောင်းသွားတာနဲ့ not ကွင်းကပွင့်သွားပါလိမ့်မယ်ဒါကမော်တာလေပတ်နေသမျှကာလပတ်လုံးဆက်ပြီးဖြစ်နေပါလိမ့်မယ်ကွင်းတွေကလျှက်စစ်တန်လိုက်အဖြစ်အလက်ကျနေရာယူနေတယ်လို့ပါပဲလျှက်စစ်မော်တာအချို့မှာအာမီချာမှာကွင်းတွေအများကြီးထည့်ထားကြပါနဲ့ဒါကမော်တာရဲ့စင်ဆက်မပြတ်လဲပတ်လှုပ်ရှားမှုကိုတီးကြစေပါတယ်အာမီချာဘောကဒီလဲပတ်တဲ့အားကို torque လို့ခေါ်ပါတယ် torque ပိုအားကောင်းလေလဲပတ်မှုပိုများလေပါပဲမော်တာရဲ့ torque ကိုတိုးတက်အောင်လုပ်နိုင်တဲ့အရာချို့ရှိပါတယ်ဝါယာကြိုးပိုများလေလျှက်စစ်တန်းလိုက်တီပိုအားကောင်းလေပါပဲဒါကတတ္တမဘောပတ်လဲမှာဝါယာကြိုးပိုများပတ်တာနဲ့အာမီချာကွင်းတစ်ခုချင်းစီကိုဝါယာကြိုးများစွာနဲ့ပြုလုပ်တာနှစ်ခုလုံးနဲ့သက်ဆိုင်ပါတယ်မော်တာကပိုအားကောင်းတဲ့လျှက်စစ်တန်းလိုက်တွေရှိလာမှဖြစ်ပြီးပိုများလဲပါလိမ့်မယ် တကယ်လျှက်စစ်မိုတာတချို့ရဲ့ပုံတွေကိုကြည့်ရင်ဝါယာကြိုးတွေအများကြီးပတ်ထားတာကိုတွေ့ရပါလိမ့်မယ်။ဟုတ်ပါတယ်။အကြောင်းရင်းကတော့ဒါပါပဲ။ဝါယာကြိုးပိုများပတ်လေလျှက်စစ်တန်လိုက်ပိုအားကောင်းလေပါပဲ။ဒါကိုပိုပြီးအားကောင်းအောင်လုပ်နိုင်တဲ့နောက်ထပ်နီလန်တချို့ကတော့လျှက်စစ်ပိုသုံးဖို့ပါပဲ။အခြားမျိုးစားများနဲ့အတုံးချပုံများဒီမှာဝါဟာရအချို့ထပ်လေ့လာရအောင်မလုတ်တဲ့အပိုင်းကို stator လို့ခေါ်ပါတယ်။ဒီအခြေအနေမှာတော့ဘေးကအမဲတန်းတန်လိုက်နှခုပါသူတို့ကမော်တာကိုယ်ရဲ့အစွမ်းတွေအတွင်းမှာတက်ဆင်ထားပါတယ်။အလဲကအမီချာကိုတော့ rotor လို့လည်းခေါ်ပါတယ်။ဒါကလဲပတ်တဲ့အပိုင်းချစ်တာကိုမှတ်ထားပါ။ငွန်ရိုးကအလဲကိုထည့်သွားပြီးမော်တာရဲ့နောက်ဘက်ကိုထွက်နေပါတယ်။ဒီဗီဒီယိုမှာကျွန်တော်ပြခဲ့တာက DC မော်တာလို့ခေါ်ပါတယ်။တခြားလျှက်စစ်မော်တာအမျိုးအစားများကတော့ကျွန်တော်ပြခဲ့တာနဲ့အနှဲငယ်ကွဲပြားစွာအလုပ်လုပ်ပါလိမ့်မယ်။ဘလို့မော်တာမျိုးစားပဲဖြစ်ဖြစ်အများစုကလဲပတ်တဲ့လှုပ်ရှားမှုကိုထုတ်ပေးပါလိမ့်မယ်။တတင်းလဲပတ်ပြီးရင်တော့သူ့ကိုအမျိုးနိုးသောပစ္စည်းတွေကိုလှုပ်ရှားစေဖို့အသုံးပြုနိုင်ပါတယ်။ဥပမာကလေးကစားရွားရဲ့သို့မဟုတ်တင်းအခန်းကိုအေးစေတဲ့ပန်းကားတစ်ခုလိုမျိုးပေါ့။ဒါကြောင့်ဒီဗီဒီယိုကတင်းရဲ့ဦးနှောက်ထဲမှာအသိပညာအချို့လင်းသွားစေမယ်လို့မျှော်လင့်ပါတယ်။